ဟုတ်ပါတယ်အဲ့ဒီပါဆယ်ပိုးသမားလေးကတကယ်တော့တကဘာလုံးကကြောက်ရတဲ့မြေအောက်လောကရဲ့ဘရင်အမှောင်ရိပ်ဖြစ်နေလို့ပဲဗျာဇလန်းအစမှာတော့ဝမ်မီသားစုရဲ့အကြီးအကဲဝမ်ကျန့်ကိုဆိုတဲ့တထေးကြီးကလူအင်အားအပြည့်နဲ့ကားပေါ်ကဆင်းလာပြီးတော့နားလူတွေကိုရိုက်နှက်ရဲတယ်ဆိုပြီးဒေါသတွေချောင်းချောင်းထွက်လို့လင်းဖုံးကိုလက်ညှိုးငုံငေါထိုးပြီးအော်ဘာလီရောဘသူကထင်ပါလဲတာမန်ပါဆယ်ပိုးဝစ်စုံလေးနဲ့လင်းဖုံးကအကြောက်လက်မရှိပဲသူတို့အရင်စလို့ငါကကိုကာကွယ်ရုံပဲလို့အေးအေးဆေးဆေးပြန်ပြောလိုက်တာဗျာအဲ့ဒီမှာတင်တထေးကြီးဝမ်ကျန့်ကိုကပို့ပြီးဒေါသပေါက်ကွဲသွားပြီးမင်းငါကိုမသိဘူးလားဒီမျိုးမှာငါကိုဘသူမှမထီးရဲဘူးမင်းကိုအသေးသက်ပြစ်မယ်ဆိုပြီးချင်းချောက်တာပေါ့ဒါပေမဲ့မထင်မှတ်ထားတာကလင်းဖုံးကမျက်တောင်တစ်ချက်မခတ်ပဲမင်းမအဲ့ဒီလောက်တတိရှိလို့လားဆိုပြီးမျက်ခုံးတစ်ချက်ပင်းပြလိုက်တဲ့အချိန်မှာဝမ်ကျန့်ကိုတယောက်လင်းဖုံးရဲ့လူသက်ချင်စရာကောင်းတဲ့တမဏိမျက်လုံးတွေကိုမြင်ပြီးကြောက်တူးတုံသွားပြီးမင်းအတော်ရက်ဆက်တာပဲဆိုပြီးစကားတွေပါထစ်ကုန်တာဗျာနောက်ဆုံးတော့ဘာမှဆက်မလုပ်ရဲပဲကားပေါ်ပြန်တက်ပြီးရှက်ရှက်နဲ့မောင်းပြေးသွားရတော့တာပေါ့အဲ့ဒီမှာနေပြဿနာကစတာပဲအရှက်ရသွားတဲ့တထေးကြီးကကားပေါ်ရောက်တာနဲ့မြေအောက်လောကနာမည်ကြီးလူသက်သမားညဇလန်းအဖွဲ့ကိုဖုံးဆက်ပြီးလင်းဖုံးကိုအပြက်ရှင်းဖို့ရွမ်တန်းနှစ်ဆက်ပေးပြီးအမိတ်ပေးလိုက်တယ်ညဘက်ပါဆယ်ပုံးတွေတိမ့်နေတဲ့လင်းဖုံးစီကိုမျက်နှာဖုံးဆွတ်ထားတဲ့လူသက်သမားတယောက်ရောက်လာပြီးမင်းကိုတတ်ဖို့တန်းနှစ်ဆက်ပေးထားတယ်လို့လာကြွားတယ်လင်းဖုံးကအံ့ဩသွားမဲ့အစားငါအသက်ကအဲ့လောက်ပဲတန်တာလားဆိုပြီးရင်းနေသေးတယ်ဗျာလူသက်သမားကဓာတ်ထုတ်ပြီးငါ့ကိုဒီလိုပြောရဲတဲ့ပထမဆုံးလူပဲဆိုပြီးလင်းဖုံးကိုစထိုးတဲ့အချိန်မှာတိုက်ဆိုင်ပဲလင်းဖုံးကလက်တစ်ဖက်ထဲနဲ့ဓာတ်ကိုဖမ်းချုပ်ပြီးစက္ကန့်ပိုင်းတွင်းမှာပဲအဲ့ဒီလူသက်သမားကိုကျမ်းပြင်ပေါ်မှာလူထောက်ခွေးဖြစ်သွားအောင်လုပ်ပစ်လိုက်တယ်ဗျာလူသက်သမားကြီးခမရမှာလည်းအံ့ဩတုန်လှုပ်သွားပြီးမင်းဘယ်သူလဲလို့မေးတဲ့အခါလင်းဖုံးကမင်းသိဖို့မလိုပါဘူးဆိုပြီးအေးဆေးပဲပြောလိုက်တယ်နောက်တော့အဲ့ဒီလူသက်သမားကဝမ်ကျန့်ကိုစီဖုံးပြန်ဆက်ပြီးဝမ်ဒီလင်းဖုံးကတာမန်ပါဆယ်ပို့သမားမဟုတ်ဘူးသူကမြေအောက်လောကရဲ့ဘရင်အမောင်ရိပ်ပြသူ့ကိုတက်ချင်ရင်အ ਨੇ ဆုံးတန်း200ပေးပြီးပိုတော်တဲ့လူရှာရလိမ့်မယ်လို့သတင်းပို့လိုက်တဲ့အခါမှာတော့တထေးကြီးတယောက်ဖုံးကင်ရင်စပင်တွေပါထောင်ကုန်တော့တာပဲဒါပေမဲ့ဇလန်းကဒီတင်မပြီးသေးဘူးဗျဝမ်ကျန့်ကိုရဲ့သားဖြစ်တဲ့ဝမ်အိမ်ရှိမင်းသားဆိုတဲ့အကောင်ကဘာမှမသိပဲအကျော်ဆိုင်မှာအေးဆေးထမင်းစားနေတဲ့လင်းဖုံးစီကိုကောင်းမလေးတယောက်နဲ့အတူရောက်လာပြီးပြဿနာလာရှာပြန်ရောတရခန်ကဘသူလဲဆိုတော့လင်းဖုံးရဲ့ရီးစားဟောင်းမတီလေးဖြစ်နေတာပဲသူမကလင်းဖုံးကိုမင်းလိုပါဆယ်ပို့တဲ့အကောင်ကဝမ်မီသားစုကိုဘလို့ရှင်မလဲအသက်ရှင်ချင်းရင်အခုချက်ချင်းဒူးထောက်လိုက်ဆိုပြီးယွန်ရှာဝမ်းနေစရာကောင်းတော့အောင်အထင်သေးစကားတွေပြောတာဗျာဝမ်တခင်လေးကလည်းဒီမျိုးမှာငါတို့နဲ့ညီးတဲ့ကောင်ဘသူမှအဖက်မတင်ဘူးဆိုပြီးကြုံဝါနေတဲ့အချိန်မှာဝုန်းခနဲ့ဆိုပြီးဘာတကားကြီးပွင့်သွားပြီးတော့လူမိုက်ကိုင်းစတာအယောက်90လောက်ကဝစ်စုံမဲရောင်တွေနဲ့အရှိန်အဝါအပြည့်ဝင်လာပါလေရောဝမ်တခင်လေးကသူ့အဖေလွတ်လိုက်တဲ့လူတွေအောက်မေ့ပြီးအဲ့ကောင်ကိုတက်ပစ်လို့အမိတ်ပေးပေမဲ့ဘသူကထင်ပါလဲအဲ့ဒီလူမိုက်ကောင်းဆောင်ကြီးကဝမ်တခင်လေးကိုပါရိုက်ပြီးလွှတ်ပစ်လိုက်ပြီးတော့လင်းဖုံးရဲ့ရှေ့မှာအကုန်လုံးဒူးထောက်ချလိုက်ပြီးအမှောင်ရိပ်တခင်ကြီးကျွန်တော်မျိုးတို့နောက်ကျသွားတဲ့အတွက်အပြစ်ပေးတော်မူပါဆိုပြီးအယိုအသေးပေးလိုက်တဲ့အချိန်မှာတော့ဝမ်တခင်လေးနဲ့လင်းဖုံးရဲ့ရီးစားဟောင်းမလေးတို့မှာမျက်လုံးတွေပြူပါဇက်တွေအဟောင်းသားနဲ့ကြောက်ရွံ့တွေလိုဖြစ်ပြီးနောင်နာတွေရသွားကြပါတော့တယ်ဗျာဇလန်းကတော့တာမန်ပါဆယ်ပို့သမားလေးကနေရမစွန့်ပဲလူကုန်ထန်တွေကိုပညာပေးလိုက်တဲ့အထိအဆုံးသတ်သွားခဲ့တာပဲဖြစ်ပါတယ်ကဲမိမဖြတ်လို့ပါဆယ်ပို့နောက်မှမြေအောက်လောကရဲ့ဘရင်မန်းတည်သွားကြတဲ့ဒီလိုအားရကျေနပ်စရာကောင်းတဲ့ဇလန်းမျိုးကိုကြိုက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအခုပဲ like ပြီး channel ကို subscribe ဒါမှမဟုတ် follow လုပ်ထားပေးဦးနော်နောက်ထပ်ဇလန်းလမ်းစားတွေနဲ့ပြန်လာခဲ့ပါမယ်